ချော်လဲကျသွားတဲ့သမီးလေးကိုစွန်ဘီအဖွားကြီးကကိုက်ဖို့နီးကပ်လာပါပြီအဖေဖြစ်သူလည်းအကြီးအကျယ်ထိတ်လန့်သွားရပါပြီမင်းကလေးငယ်တယောက်ဟာရုတ်တရက်ဆိုသလိုသူမရဲ့ခြေလက်တွေကိုကွေးကောက်ပြီးဇမ်ဘီတယောက်လမ်းလျှောက်သလိုမျိုးလိုက်လုပ်ပြနေပါတယ်ဘေးနားမှာရှိနေတဲ့ဖခင်ဖြစ်သူကတော့သမီးဖြစ်သူရဲ့တရုတ်ဆောင်ချက်ကိုကြည့်ပြီးအံ့ဩနေပေမဲ့သူလည်းပဲသမီးနဲ့တူရောပြီးတရုတ်ဆောင်ပေးလိုက်ပါတယ်တကယ်တော့အဲ့ဒီနေရာကစွန်ဘီတွေအပြည့်ရှိနေတဲ့ကြောက်စရာကောင်းတဲ့လမ်းလေကောင်ကြီးပါဒါပေမဲ့သူတို့သားအဖနှစ်ယောက်ရဲ့မျက်နှာပေါ်မှာတော့ကြောက်ရွံ့တဲ့အရေးအယောင်လုံးဝမရှိပါဘူးရုတ်တရက်စွန်ဘီတကောင်ကဖခင်ဖြစ်သူကိုနောက်ကနေဝင်တိုက်ခိုက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဖခင်ဖြစ်သူကတတိရှိရှိနဲ့အဲ့ဒီစွန်ဘီကိုအော်ဟင်းငောင်ငန်းလိုက်တဲ့အခါစွန်ဘီကြီးကကြောင်သွားပါတယ်။သူတို့ရဲ့လှည့်ကွက်ကအောင်မြင်သွားတာမို့သူတို့သားအဖစွန်ဘီတွေကြားထဲမှာပျော်ပျော်ပါးပါးကနေကြပါတယ်။ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုကကြကြမခံလိုက်ပါဘူး။စွန်ဘီတွေကသူတို့ကိုတန်တရားဝင်လာပြီးဟိန်းဟောက်တဲ့အတန်တွေနဲ့အတူဝိုင်းအောင်တိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့မတော်တဆသမီးဖြစ်သူကချော်လဲသွားတဲ့အချိန်မှာတော့စွန်ဘီအပွားကြီးတကောင်ကသူမကိုကိုက်ဖို့အတင်းခေါ်အုပ်ပါတယ်အဲ့ဒီအချိန်မှာဖခင်ဖြစ်သူကသမီးစားသူ့လက်ကိုအကိုက်ခံမှုကြားထဲကအမြန်ဝင်ခံလိုက်ပါတယ်ဒါဟာသူ့အတွက်နောက်ဆုံးပဲလို့သူထင်လိုက်ပေမဲ့တန်တရားကအလှည့်ပြောင်းရှိခဲ့ပါတယ်အဲ့ဒီစွန်ဘီအပွားကြီးကအန်ကတ်တက်ထားတဲ့သူဖြစ်နေလို့ပါဒီလိုနဲ့သူတို့သားဖလွတ်မြောက်သွားခဲ့ကြပါတယ်ဒါပေမဲ့မကြခင်မှာပဲဖခင်ဖြစ်သူဟာသမီးရဲ့ထူးဆန်းတဲ့အပြုအမူတွေကိုသတိထားမိလာပါတယ်တကယ်တော့ဖခင်ဖြစ်သူကားသွားယူနေတဲ့အချိန်မှာဇွန်ဘီလေးတကောင်ကသမီးဖြစ်သူကိုကိုက်သွားခဲ့တာပါမိနစ်ပိုင်းတွင်းမှာပဲသမီးလေးဟာဇွန်ဘီအဖြစ်ပြောင်းလဲသွားပြီးသူမရဲ့ဖခင်ကိုပြန်တိုက်ခိုက်ပါတော့တယ်ဖခင်ဖြစ်သူမှာတခြားရွေးချယ်စရာမရှိတော့တာမို့သမီးကိုထိမ့်သိမ့်ပြီးရွာထဲကမိခင်ဖြစ်သူအိမ်ရဲ့အခန်းတစ်ခန်းထဲမှာပိတ်လောင်ထားလိုက်ရပါတယ်နောက်တစ်နေ့မှာတော့သမီးလေးကအခန်းထဲမှာမရှိတော့ပဲကုန်းလောင်ရုံတစ်ခုထဲမှာအရင်တုန်းကလိုတချင်းတန်တဲ့အတူကတ်ခုံနေတာကိုဖခင်ဖြစ်သူကပြန်တွေးလိုက်ရပါတယ်ဒီတော့မှသမီးရဲ့စိတ်ထဲမှာလူသားဆန်မှုတွေကြံနေသေးတယ်ဆိုတာသူယုံကြည်သွားပါတယ်သူဟာသမီးလေးကိုလူပြန်ဖြစ်အောင်လုပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ပြေးလွှတ်တတ်အောင်စကားပြောတတ်အောင်နဲ့လူတွေကိုယိုသေးတတ်အောင်သူကိုယ်တိုင်လေ့ကျင့်ပေးခဲ့ပါတယ်တဖြည်းဖြည်းနဲ့သမီးလေးဟာတခြားသူတွေကိုမတိုက်ခိုက်တော့ပါဘူးအဖွားဖြစ်သူကလည်းသူမကိုလူပုံစံပြန်ပေါက်အောင်ပြန်လည်ပြင်ဆင်ပေးပါတယ်အရာအလုံးအဆင်ပြေနေပြီလို့ထင်ရပေမဲ့တနေ့မှာတော့ရှာဖွေရေးအဖွဲ့တွေရောက်လာပြီးစွန်ဘီမလေးကိုခေါ်သွားဖို့အတင်းအကျပ်ကြိုးစားကြပါတယ်တကားကိုဖျက်ဆီးပြီးဝင်လာတော့မဲ့အချိန်မှာဖခင်ဖြစ်သူကသမီးလေးကိုနောက်ဆုံးနှုတ်ဆက်စကားပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သမီးလေးကပြင်းပြတဲ့နာကျင်မှုတွေနဲ့အတူဖခင်ဖြစ်သူရဲ့လက်ဘင်းကိုအားရပါးရကိုက်ချလိုက်ပါတော့တယ်တကားပွင့်သွားတာနဲ့တနက်တန်တွေစက်တိုက်ထွက်ပေါ်လာပြီးဖခင်ဖြစ်သူဟာသမီးကိုကာကွယ်ဖို့အတွက်ဘေးကိုတွန်းထုတ်ပြီးတနက်တန်ရတွေကိုသူကိုယ်တိုင်ခံယူလိုက်ပါတယ်။ဖခင်ဖြစ်သူလဲကျသွားတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့သမီးလေးရဲ့စိတ်ထဲမှာပြင်းထန်တဲ့ခံစားချက်တွေပေါက်ကွဲသွားပြီးသူမရဲ့ပါးစပ်ကနေပထမဆုံးစကလုံးတစ်လုံးထွက်လာပါတယ်။ဖေဖေတဲ့အဲ့ဒီအတန်ကိုကြားလိုက်ရတဲ့အခါစစ်သားတွေလည်းတနက်တွေကိုနှိမ်ချလိုက်ကြပါတယ်။သမီးလေးဟာသူမရဲ့ဖခင်ကိုထက်ခါတလဲလဲအော်ခေါ်နေပေမဲ့အဲ့ဒီအချိန်မှာတော့သူမရဲ့ဖခင်ဟာပြန်လဲဖြေချနိုင်ခြင်းရှိတော့ပါဘူး။